အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ N2 နဲ့ပတ်သက်တဲ့မိကဟောင်းလေးကိုပြပြပေးမှာဖြစ်ပါတယ်။ဒါအားဆိုရင်ကြည့်ကြည့်အောင်နော်။ဒီပတ်တန်လေးကကြတော့ဒီဆာမွေးဒီမှာသူမေးထားတဲ့ဒါမိကဟောင်းလေးပေါ့နော်။မိကဟောင်းလေးတဲ့ဒီပတ်တန်လေးကကြတော့အောက်မှာ1 2 3 4ပေးထားတယ်။သူကဒီထဲကနေမှသူရဲ့ပေါ့နော်အစီအစဉ်လိုက်တိုင်းဂျွန်ဘန်အတိုင်းသူရွေးပေးရမှာပေါ့နော်။အဲဆို number 1ကကြတော့ ON ဒါ ON နော် ON ဆိုတာအပေးတာပြော ON してくださったသူ့တခဲနဲ့ဘယ်ပြောမလဲ support လုပ်ပေးကြတာပေါ့နော်ထောက်ပံ့ပေးကြတဲ့သူတွေအားပေးကြတဲ့သူတွေရဲ့皆さんの期待に応えることができて嬉しいです皆さんအားလုံးနံပါတ်2ကစပြီးဖြစ်သွားပါတော့သူရဲ့ဒီစာကြောင်းရဲ့အစင်လိုက်လေးပြောမယ်ဆိုရင်နံပါတ်2ကဒီကွက်လက်လေးမှာဖြစ်မယ်ပြီးရင်ဒီ star နေရာလေးမှာကျတော့皆さんの期待ဆိုတာကျတော့သူတို့ဖြစ်စေခြင်းနဲ့ဆန္ဒပေါ့နော်အဲ့လိုမျိုးအတိုင်း期待に応える期待に応えるဆိုတော့အတွဲလိုက်လေးပေါ့နော်သူတို့ဖြစ်စေခြင်းနဲ့ဆန္ဒတိုင်းဖြစ်လာနိုင်တဲ့အတွက်ကြောင့်မလို့တဲ့ことができて嬉しいですတော်သေးရပေါ့နော်အားလုံးဖြစ်စေခြင်းတဲ့အတိုင်းဆန္ဒလေးတိုင်းပြည့်ဝသွားလို့သူဝမ်းသာတယ်ဆိုတဲ့အကြောင်းပြောတာဆိုတော့応援してくださった皆さんの期待に応えることができて嬉しいですအဲ့လိုဖြစ်သွားမှာနော်2 being 4ပြီးရင်3 1ပေါ့နော်အဲ့လိုအစင်လိုက်လေးဖြစ်သွားမယ်အဲ့တော့ဒီနံပါတ်1ရဲ့ဖြေလေးက2 4 3 1ပေါ့နော်အဲ့လိုမျိုးဂျွန်ပန်လေးနဲ့ဖြစ်သွားမှာဒီကွက်လက်လေးမှာဖြေရမှာအဲ့ဆိုရင်နောက်တစ်ခုထပ်သွားမယ်နော်この線の電車はဒီ line ပေါ့နော်ဒီ line ကရထားတဲ့ဘယ်လိုဘာရွေးရမလဲမသိဘူးလူことができないဆိုဒီကွက်လက်ထဲမှာဘာဖြစ်မလဲမသိဘူးတဲ့ဆိုတော့ခါကျတော့ဟီရူမမော့ဆိုတာနေခင်းမှာလဲမော့ချီလွန်ဆိုတာပြောစရာကမလိုတော့ဘူးယူဟီယာကျတော့ဒီကောင်ကကျတော့မနေ့ညကိုပြောရပါတော့အဆမောယူကယောရူမောဆိုတဲ့အဓိပ္ပာယ်ကိုပြောနော်ချောတာစုကင်ဂျီကန်နော်ဆိုတော့သူအဖြစ်ဖြစ်မလဲဆိုတော့အဲ့တော့ဒီကောင်လေးကကြတော့この線の電車はအဲ့လိုသူအဖြစ်စမလဲဆိုတော့စုကင်ဂျီကန်ဆိုတာကျတော့အလုပ်သွားတဲ့အချိန်ပေါ့နော်စုကင်ဂျီကန်ဆိုများသွားပြီးမနက်နဲ့ညနေနဲ့ညပိုင်းပေါ့နော်ညနေပိုင်းဆိုပြန်လာဆိုတော့ဒီခန်းကြီးလေးချောယူလို့ထွက်တာပေါ့နော်အဆရဲ့ယူကတာရဲ့ယူအဆယူပေါ့နော်အဆယူကမော်ဂျီလွန်ဟီရူမာမောမန်စကီမန်အင်းတဲ့ဆူဝါရူကိုတိုကဒေကီနာအကြောင်းမလို့သူကမနေ့အဆယူဆိုရင်လည်းပြောမနေနဲ့တော့မော်ဂျီလွန်ဆိုတာပြောမနေနဲ့တော့ဟီရူမာဆိုရင်လူမရှိဘူးပဲထင်များပေမဲ့ဒီ line ဆိုရင်တော့ဟီရူမာဆိုလေသူကလူကအပြေပဲเนาะအကြောင်းမလို့ဒီမှာဆူဝါရူကိုတိုကဒေကီနာထိုင်လို့ကိုမရအဲ့ဒါသူပြောချင်တာတနေ့လုံးဘယ်ချိန်ပဲဖြစ်အပြေပဲဆိုတာမျိုးပြောချင်တာပေါ့နော်အဲ့တော့ဒီအဖြေလေးကこの線の電車は通勤時間のနံပါတ်4ကပထမဆုံးလာမယ်ပြီးရင်朝夕はပြီးနံပါတ်3ပြီးနံပါတ်2もちろん昼間も満員で座ることができないဆိုပြီးတော့အကောင်လေးကအဖြေမှန်ဖြစ်မှာပါနံပါတ်3自分の希望に合わない仕事自分の希望ကိုလုပ်ချင်တဲ့အလုပ်合わないဆိုတာမကိုက်ညီဘူးเนาะ仕事を与えられたが合わない仕事を与えられたがဘာဖြစ်မလဲဟုတ်ကနိုင်ဆိုတော့အဲ့ကျတော့ तू ကလုပ်ချင်တာတက်ဒါပေမဲ့သူ့ကိုရတယ်သူ့ကိုခိုင်းတယ်သူ့ကိုလုပ်ပေးတဲ့အလုပ်ကကြတခုဖြစ်နေတဲ့အခါကျတော့ तू ကမလုပ်ချင်အောင်မှန်တော့မလုပ်ချင်တိုင်းမဲ့တဲ့ तू ကသူ့မှာကျတော့မိသားစုရှိတဲ့အတွက်ကြောင့်頑張るよりことを家族考えばအဲ့တော့မိသားစုကြောင့် तू စဉ်းစားလိုက်လို့ရှိရင်じゃမလုပ်လို့မရအောင်ဆိုရအမျိုးပေါ့နော်
ဒီမှာဒီကလူတွေတိုင်းပဲအဲ့လိုပဲသူတို့လည်းအလုံးမလုပ်ချင်အလုံးထွက်ချင်ပေမဲ့မိသားစုတွေရှိရတဲ့ကြောင့်မလို့အလုံးမထွက်နိုင်ရတော့သူတို့ပြီးဘလောက်ပဲအလုံးမှာအဆင်မပြေလဲသူတို့ကြိတ်မိပြီးတော့အလုံးကိုမထွက်ဘဲနဲ့ကြိုးစားကြဒီမှာကြတော့အဲ့တော့ number 3ကကြတော့自分の希望に合わない仕事を与えられたが、家族のことをnumber 3やさめばの家族のことを考えれば頑張るより他ないあの3 4家族のことを3 2 4 1ပေါ့နော်အဖေမှ家族のことを考えれば頑張るより他はないဆရာကောင်းရအဖြစ်မှန်ဖြစ်ပါမယ်နံပါတ်4ကကျတော့彼は会社のブラ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 悪いことを言わなかったအဲ့တော့ဒါဘာဖြစ်မလဲဆို悪いことဆိုတာတခုခုမကောင်းတဲ့ဟာကိုသူမပြောပြခဲ့ဘူးဆိုတော့会社の心配と思ってかけまい同僚にအဲ့တော့သူကတဲ့彼は会社のပထမဆုံးလာမှာ同僚に同僚ဆိုတာじゃကိုယ်လောက်ဖို့ကိုင်းပဲပေါ့နော်နီ心配をဆိုတာစိတ်ပူပန်တယ်心配をかけまいと思ってသူစိတ်မပူအောင်လို့တဲ့သူရဲ့ခလာရဲ့ချိုရှိက悪いこと言わなかったသူကြိတ်မိတ်ပြီးတော့ပဲဘာမှမပြောဘဲနဲ့ဒီတိုင်းလေးပဲနေရပါတော့သူရဲ့အလုပ်ဖော်ကိုင်ဘက်ကသူ့ကိုစိတ်ပူမှာဆိုလို့မပြောခဲ့ပါဘူးတဲ့အဲ့တော့ဒီကောင်လေးရဲ့အဖြစ်မှန်တော့အဲ့တော့ခါရီဝါခိုင်ရှာနောဒိုရီယိုနီနံပါတ်4ကနေစမယ်ရှင်ပိုင်ရောနံပါတ်3နံပါတ်1ပေါ့နော်4ပြီးရင်1ပြီးရင်4ပြီးရင်1ပြီးရင်ဒုတိယကျတော့ခက်ခဲမှရှင်ပိုင်ရောခက်ခဲမှတို့အမှုတဲ့ခါလာလာနောချိုရှိကဝါရီကိုတော့伊瓦纳卡达နော်အဲကောင်အဖြစ်မှန်ဖြစ်ပါတယ်နံပါတ်5彼らは2人の意思だけで結婚するつもりようだが親のသူတို့နှစ်ယောက်ကပေါ့နော်သူတို့နှစ်ယောက်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့結婚するつもりကကျတော့လက်ထပ်မယ်လို့ဆုံးဖြတ်ထားပြီမြဲတဲ့親ဆိုမိဘတွေရဲ့ဘလာ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 မူစုကရှိတာတော့ဆိုတော့ဘာဖြစ်မလဲဆိုတော့ခါရလာသူတို့နှစ်ယောက်ကပေါ့နော်2人の意思でကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့結婚するつもりのようだが親のအဲ့ဘယ်လာမလဲဆိုတော့ဘာလာမလဲဆိုတော့親の同意抜きで同意မပါဘဲနဲ့親がသူတို့ထောက်ခံမပေးဘဲနဲ့結婚するのは難しいだろうအဲ့ဒါလေးအဖြစ်မှန်ဖြစ်မှာအဲ့တော့နံပါတ်4ပါလာမယ်ပထမဆုံး親の同意抜きで4ပြီးရင်1လာမယ်1လာပြီး結婚するのは難しいだろうမလားဆောင်မယ်ဆိုတာမလွယ်ဘူးပေါ့နော်ဆိုတော့အဖြစ်မှန်လေးအဲ့တိုင်းလေးဖြစ်ပါမယ်အဲ့ဆိုရင်ဒီစာလေးကပြီးသွားပြီပေါ့နော်ဒီနေ့ကတော့ဒီလောက်ပါပဲအချိန်သတ်မှတ်ထားတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးက short ဗီဒီယိုလေးမိကုန်းလေးကလည်းဒါလေးနဲ့စပြီးသွားပါပြီမိကုန်းလေးတွေကိုမတင်ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့subscribe လုပ်ပေးထားပါနော် like and follow ပေါ့နော်တခုလုပ်ပေးထားပါကျေးဇူးတင်ပါတယ်ကြည့်ပေးတဲ့အတွက်ကြောင့်မလို့ရှင်းပြပေးရမြန်လားတော့မသိဘူးဒါပေမဲ့သူအချိန်နဲ့ကွက်တီဖြစ်အောင်မြန်လေးပြောပေးထားအားလုံးအစနောက်ဗီဒီယိုမှာတွေ့မယ်နော် bye bye ကျေးဇူးတင်ပါတယ်ကြည့်ပေးတဲ့အတွက် thank you see you next video channel 登録よろしくお願いします bye bye